အောင်မမင်္ဂလာပါခွာတော့ဘာလေးလုပ်ပြမလဲဘာလေးလုပ်ပြပါလဲဆိုတော့အော်တိဘာမှမလုပ်ခင်ပါဘောနော်ဘဲမလေးနေပေါ့နော်ဘာလေးလုပ်ပဲဆိုတော့အေးကြပါအောင်ရှင်လိုက်ခဲ့ပါဒီမှာပါဘဲမလေးရတော့ဒီမှာပါဘဲမလေးရတော့နောက်ဆုံးတော့ဘဲမလေးထားပါပြီဟာဘဲမလေးထားပြီဆိုလို့ရှင်တော့ဒီမှာပါဘဲမလေးရတော့ထားပါပါပြီဟာမို့တခြားလေးတခြားဖြစ်နေပါတယ်ပတ်သက်ကြရတော့โอเคရပါပြီနောက်ဆုံးတော့အင်္ဂါလေးတက်လိုက်ပါဦးမယ်โอเคပတ်သက်ပါပြီပါပါဘဲမလေးပါရှင်โอเคပြီးတော့တော့ယူထိုးပါမယ်ဒီမှာပါဒါကတော့ခေါင်းပတ်သက်ဟာဒါကတော့ထမင်းရည်လေးပါကဲပါယူထိုးပါမယ်ရှင်ပါယူထိုးနေပါလေโอเคနောက်တော့လိုက်ထည့်မယ်ជីโอเคနောက်တော့မျက်နှာတက်တက်တာโอเคတက်ပါပြီတိုင်းတော့ခုနကောင်းပုံးကိုချွတ်မယ်ဒီလေးလေးကိုချွတ်ပြီးဆိုရင်တော့တစ်ခုပြန်လာပါမယ်နောက်ဆုံးတော့ဒီမှာပေါ့နော်ဒါတော့စတိုင်အင်းကြီးကတမင်တကာပြတ်တယ်တော့မထင်ပါဘူးတစ်ဖက်ကလည်းနဲ့တစ်ဖက်ကတော့အင်းကြီးလက်ပြလေးကဒီမှာပါဒါတော့စတိုင်ကောင်လေးပါဟုတ်ပါโอเคပိတ်ပြီးတော့တော့ဒါလေးနဲ့လိုက်မယ်ဒါလေးဝင်ကောင်းမှတော့ဆိုတော့ကဲပါဒါလေးကတော့တိတ်မလာဘူးပေါ့နော်တိတ်မလာတဲ့အတက်ကြောင့်မို့ဒီပတ်စံအလေးပဲလွယ်လိုက်ပါမယ်ရှင်အဲ့ဒီရောင်ကျုပ်သွားတယ်โอเคဒီမှာပါရှင်โอเคအဲ့ဆိုတော့ skin တဲပါမယ်ဒီရပြီးရင်ဒါအရင်ဆုံး skin မကဲခင်မှာမုတ်စားမယ်ပေါ့နော်ဒီမှာပါမုတ်စားပါမယ်လုံးလုံးရေကတက်တာလေးဖွင့်မယ်လုံးလုံးဒါလေးကိုတောက်မှာပါနော်ဒါလေးနဲ့ဒီမုတ်ကလေးပါကလေးကတက်တာကိုပိတ်လိုက်ပါမယ်ပြီးရင်တော့ဟိုဘက်ကိုတားပါမယ်ဒီမှာပါစားရပါမယ်โอเคအဲ့ဒါနဲ့ကျန်တာလေးတွေကိုတော့ရေကတက်တာတွေကိုပြန်ထည့်ပါမယ်โอเคဟိုကတော့ scan ကဲမှာပါတယ်ဟာတည့်ရကြမ်းခဲ့ပြန်ပြီဖြစ်နေတယ်ဟဲ့အဲ့ဆိုရင်တော့ scan ကဲမှာဖြစ်ပါတယ်လုံးဆုံးတော့မျက်နှာကိုအချောတက်မှာပဲနော်ဒါတော့အကျမ်းပါနောက်ပြီးမျက်နှာပို့ပါမယ်โอเคပို့ပြီးတော့ရင်တော့ဒါလေးလုပ်ပါမယ်โอเคလုပ်ပြီးတော့ရင်လို့ရှင်တော့ပေါ့နော်ဘာလုပ်မလဲဆိုတော့ဒီမျက်နှာကိုပေါ့နော်မလုပ်တဲ့ဟာလေးကိုယူပြီးတော့လုပ်ပါမယ်လိုက်ပါပြီရှင်တပီးတော့ပါပြီကြပြည့်နော်โอเคခဏလောက်လေးတော့တိတ်လိုက်ပါမယ်ဒါကတော့ပတ်စံလေးပါသိရမလားပတ်စံဆိုတော့ဒီကြအတိုင်းပါပဲဒီဒါလေးကိုပြန်ခွာလိုက်မယ်ပေါ့နော်တော့ခွာတာခက်တယ်ဒီလာမှာတော့မှာပါဒီမှာပါရှင်ကဲအရင်ဆုံးတော့ဒါလေးကိုလုပ်ကြည့်မယ်ဟုတ်မလားတော့အဲ့လိုကိုယ်တိုင်လုပ်တဲ့ဟာဆိုပြန်လေဆိုင်တော့ဟိုပါဒီထားပါဦးဒီမှာထားလေးထားပါတယ်ကားပြီးတော့နော်ဆက်ကြည့်တာပေါ့နော်လိုက်ချက်ကတာဆိုတော့လေးခက်မဲ့ကောင်းတော့မပေါ်ပါဘူးရှင်အဲ့ဒါတော့ဒီမှာဆောင်းလေးတွေ့ပါပြီမှာပါနောက်တစ်ခုလည်းခေပြီးပါပြီတတာဒီစီစဉ်လေးကြည့်ရတဲ့အားလုံးကျေးဇူးတင်ပါတယ်ကြည့်ကြတော့